마고 닉산 예만다데 김원필두고 띵한사 빼보더래 제니파하 딸크의 삐냐리고 서တင်တင်ယူခဲ့ပါတယ်အခြေခံလက်တီးထိုးတာတွေကနေစပြီးခန္ဓာရည်ရှိအောင်တုံ့ပြန်မှုမြန်အောင်နဲ့ဖြတ်လက်ပေါ်ပါအောင်အထိအစဉ်စဉ်လေ့ကျင့်ခဲ့တာပါ၃လကျော်ကြာပြင်းပြင်းထန်ထန်လေ့ကျင့်ပြီးတဲ့နောက်မှာတော့ဂျန်နီဖာဟာအင်ရှင်မဘွားကနေကျွမ်းကျင်တဲ့တိုက်ခိုက်ရေးသမားတယောက်အထိပြောင်းလဲသွားခဲ့ပါတယ်အစဉ်ထိဖြစ်ပြီးဆိုတာနဲ့သူမဟာခင်မွန်းဖြစ်သူရဲ့အိမ်ကြီးတဲကိုသူမရဲ့အစီအစဉ်အတိုင်းတိတ်တဆိတ်ခိုးဝင်ခဲ့ပါတယ်တကားတော့ကိုကျွမ်းကျင်စွာဖွင့်ပြီးနောက်မစ်အလုတ်သွားမဲ့နောက်တနေ့မနေ့အထိခေါင်းမို့ပေါ်မှာပုံအောင်နေခဲ့တယ်မစ်အိမ်ကထွက်သွားတော့မှသူမအောက်ကိုဆင်းလာခဲ့တာပါအိမ်ထဲရောက်တော့ခင်မွန်းထီသူမိပြီးဖွင့်ထားခဲ့တဲ့ကော်ဖီဖြော်ဆက်ကိုအကျင့်ပါနေတဲ့အတိုင်းပိတ်လိုက်မိတယ်။အဲ့ဒီအချိန်မှာပဲမစ်ကမထင်မှတ်ပဲအိမ်ထဲကိုပြောင်းဝင်လာတာကြောင့်ဂျန်နီဖာလည်းအမြန်ပုံးလိုက်ရပါတယ်။ကံကောင်းချင်တော့မစ်ကကော်ဖီဆက်ပိတ်နေတာကိုမြင်တဲ့အခါသူပဲပိတ်ခဲ့တာလို့ထင်သွားပြီးအလုံးနောက်ကျနေပြီဖြစ်တဲ့အတွက်ဘာမှမတန်ကြရပဲပြန်ထွက်သွားခဲ့ပါတယ်။သူ့ထွက်သွားတာနဲ့ဂျန်နီဖာဟာသူမရဲ့အစီအစဉ်ကိုစတင်အကောင့်ထဲပေါ်ပါတော့တယ်။ပထမဆုံးမြေအုပ်ခံကိုတွားပြီးဖုံးလိုက်ဒီကိုဖျောက်တောက်လိုက်တယ်။ပြီးတော့အိမ်ထဲမှာရှိတဲ့ဓာတ်အလုံးကိုရေခဲတေထားထဲမှာဝှက်ထားလိုက်တယ်။အဲ့ဒီနောက်တတုရှာဖွေဆက်ကိုတုံးပြီးခင်မွန်းဖြစ်သူရဲ့တနက်တွေကိုတင်စီလိုက်ကအဲ့ဒီနေရာမှာစားတစ်စောင်းကိုအစားထိုးထားခဲ့ပါတယ်။အဲ့ဒီစားကတော့မိရဲ့လက်အေးကိုအတုခိုးကြီးသမီးရဲ့အုတ်ထင်းရေးကိစ္စဆွေးနွေးဖို့ဂျန်နီဖာကိုဖိတ်ထားတဲ့ပုံစံမျိုးရေးထားတာပါ။နောက်ဆုံးမှာတော့လိုင်းထက်ဆယ်တွေကိုတတ်ဆင်လိုက်ပြီးအိမ်ထဲကပရီဘိုးကတွေထားရှိတဲ့နေရာတွေကိုတေချာမှတ်သားထားလိုက်ပါတယ်။အရာအလုံးပြင်ဆင်ပြီးတဲ့နောက်မှာတော့ဂျန်နီဖာဟာတိုက်ခိုက်ရေးဖနုတ်ကိုစီးလက်တီးချက်ပိုးပြင်းအောင်လက်အတွေ့ထဲမှာစိန်လက်စွပ်အကြီးကြီး၃ဝင်းကိုပါဝတ်ထားလိုက်ပါတယ်။နေယိုကြီးအချင်းမစ်အိမ်ပြန်ရောက်လာတဲ့အခါအိမ်ထဲမှာမီးတွေရုတ်တရက်ပြတ်သွားတယ်။ဘေးအိမ်တွေမှာမီးလင်းနေတာကိုမြင်တော့မစ်ကတခုခုမှားနေပြီဆိုတာကိုချက်ချင်းရိပ်မိသွားခဲ့ပါတယ်။သူတနက်ကိုယူကိုစူးစမ်းပြီးမဲ့တနက်တစားစာကိုပဲသွားကင်မိတာကြောင့်စာပေါ်မှာသူ့ရဲ့လက်ပွေရာတွေထင်ကြံခဲ့ပါတယ်။အကူကြီးတောင်းဖို့ဖုံးဆက်တဲ့အခါမှာလည်းလိုင်းတွေကမရတော့ပါဘူး။သူမရဲ့ကြိုတင်ပြင်ဆင်မှုတွေအောင်မြင်သွားလာနဲ့ဂျန်နီဖာဟာမီးတွေကိုပြန်ဖွင့်နေခင်မွန်းဖြစ်သူရှေ့ကိုအရိတ်သေးကနေဖြည်းဖြည်းချင်းထွက်လာခဲ့ပါတယ်။သူမဟာမစ်ကိုဒေါရထွက်လာအောင်လက်သီးနှစ်ချက်အရင်ထိုးလိုက်ပြီးဧည့်တန်တဲ့ကိုကျွမ်းကျင်စွာမျှော်ခေါ်သွားပါတယ်။ဒါဟာမစ်ကသူမကိုနှိမ့်ဆက်နေတဲ့ပုံစံမျိုးပေါက်သွားအောင်ဧည့်တန်တဲ့ကပစ္စည်းတွေပေါ်မှာမစ်ရဲ့လက်ပွေနဲ့ခြေဓာတ်တွေထင်ကြံအောင်စီစဉ်ထားတာပါ။ဂျန်နီဖာကတော့ရှောင်းတိနေရင်းနဲ့အခွင့်အရေးရတာနဲ့သူ့ကိုနားမနက်ပြန်လေတိုက်ခိုက်ပါတော့တယ်။မစ်ကဂျန်နီဖာကိုအထင်သေးခဲ့ပြီးမြဲလက်တော်များလေ့ကျင့်ထားတဲ့ဂျန်နီဖာကမဲ့အသာစီးရခဲ့ပါတယ်။တိုက်ပွဲကတော့တစ်ဖက်သားပါပဲ။နောက်ဆုံးမှာတော့မစ်ကလေကားပေါ်ကနေကန်ချထားပြီးစတီးပေါင်နဲ့ခေါင်းရိုက်ပြီးဒေါသတကြီးနဲ့တေဆုံးသွားခဲ့ပါတယ်။အဲ့ဒီနောက်မှာတော့ဂျန်နီဖာဟာတပ်သေးတွေကိုဖျက်ဆီးဖို့သူမသုံးခဲ့တဲ့ကိရိယာတွေကိုရေကန်နဲ့လွှင့်ပစ်လိုက်ပြီးရဲကိုဖုံးဆက်လိုက်ပါတယ်။သူမဟာခင်မွန်းသူရဲ့နှိပ်စက်မှုကိုခံရကြောင်းကိုကာကွယ်ရင်းနဲ့မတော်တဆတတ်မိသွားတာဖြစ်ကြောင်းထွက်ဆိုခဲ့ပါတယ်။သူ့လက်ပွေပါတဲ့စာအတုနဲ့အိမ်ထဲကရုံးနှန်းဆိုင်ရဲ့ထထားတဲ့တပ်သေးတွေကြောင့်နောက်ဆုံးမှာတော့တရားရုံးကဒါဟာကိုခုခံမှုဖြစ်တယ်လို့ဆုံးဖြတ်ပြီးဂျန်နီဖာကိုအဖြစ်မရှိလို့လွှတ်ပေးလိုက်ပါတယ်။ဒီဆုံးဖြတ်ချက်ကြောင့်သူမဟာခင်မွန်းဖြစ်သူရဲ့ချုပ်ကင်မှုအောက်ကလုံးဝလွတ်မြောက်ရအောင်တင်ကပိုင်ဆိုင်မှုအားလုံးကိုပါအမွေဆက်ခံခွင့်ရသွားခဲ့ပါတယ်။အဲ့ဒီပတ်စံတွေနဲ့ပဲသူမဟာသမီးဖြစ်သူနဲ့အတူဘဝတစ်ကိုပျော်ရွှင်စွာစတင်နိုင်ခဲ့ပါတော့တယ်။